လူဘဝဆိုတာလမ်းခုလက်မှရှိတယ်လမ်းခုလက်ဆိုတာအထက်ကိုတက်မလားအောက်ကိုဆင်းမလားလမ်းနဲ့တွေ့ရှိတယ်ပေါ့အထက်တက်ခြင်းလည်းပဲတက်တဲ့နီလန်းနေလူဘဝမှာရှိတယ်အောက်ဆင်းခြင်းလို့ကတော့နီလန်းတောင်ရှာစရာမလိုဘူးအလွယ်တကူဆင်းသွားတာအဲ့လိုလမ်းနဲ့တွေ့ရှိတဲ့ထဲမှာလောကအတွင်းမှာနေထိုင်တဲ့အခါမှာအောက်မဆင်းဖို့အတွက်အရေးကြီးတာပေါ့ပင်ကိုကပါလောကကြီးဟာမတည်ငြိမ်ရတဲ့အထဲရွှေ့ရှားပြောင်းလဲနေကြတဲ့အထဲမှာ